မင်းသမီးဝင်းမုံရွှေဟာသူမရဲ့အောင်မြင်မှုသူမရဲ့ရုပ်ရည်လှပမှုလေးတွေနဲ့မဟုတ်ပဲစိတ်ထားပိုင်းမှာလည်းအားလုံးကစံနမူနာထားရတဲ့သူလေးဆိုတာကိုသူမရဲ့လျှက်တစ်ပြက်လုံရလေးကပြသသွားခဲ့ပါတယ်။မင်းသမီးငယ်လေးဆုထက်လာတဲ့ပုံသူမရဲ့တုံ့ပြန်မှုလေးကအံ့ဩစရာကောင်းလောက်နှစ်သက်စရာလေးဖြစ်သွားခဲ့တာပါ။ဝင်းမုံရွှေဟာမြမရုပ်ရှင်လောကမှာထိတ်ဆုံးကနေရပ်တည်နေသူမင်းသမီးလေးဖြစ်ပြီးသူမရဲ့အောင်မြင်မှုတွေကအရှိန်အဝါတွေနဲ့တင်အားလုံးကိုခြေချကနေလို့ရပေမယ့်လက်တွေမှာတော့ကစ်ကင်ဟာအမြဲတမ်းနှိမ်ချတတ်သူလေးပဲဖြစ်ပါတယ်။သူမရဲ့ထူးခြားတဲ့အားသာချက်ကတော့ဘသူကိုမဆိုခွဲခြားမှုမရှိဘဲဖော်ဖော်ရွရွနဲ့အမြဲပြုံးပြနှွေးထွေးပေးတတ်တာလေးပါ။လူတိုင်းပေါ်မြစ်တာပြည့်နဲ့ဆက်ဆံတတ်တာကြောင့်ပဲသူမဟာအမြဲအကြည်တန်လေးဖြစ်နေတာများလားနော်။တစ်ဖက်မှာလည်းဇလန်တွဲမင်းသမီးလေးဆုထက်လိုက်ဟာအနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေရရှိဖို့ကြိုးစားနေတဲ့မင်းသမီးလေးတစ်ယောက်ပါဆုထက်လိုက်အတွက်တော့မင်းသမီးဝင်းမုံရွှေရီလိုထိတ်တန်းမင်းသမီးနဲ့အတူတွဲပြီးရုပ်ရှင်ရိုက်ခွင့်ရရှိခဲ့ခြင်းကအိမ်မက်တစ်ခုလိုပါပဲဆုထက်လိုက်ဟာမင်းသမီးဝင်းမုံရွှေရီနဲ့ပထမဆုံးလက်တွဲအလုပ်လုပ်ပူခြင်းဖြစ်ပြီးအပြင်မှာနီးကပ်တွေ့လိုက်ရတဲ့အခါသူမရဲ့စိတ်လှုပ်ရှားမှုတွေကိုထိမ့်မရခဲ့ပါဘူးသူမဝင်းမုံရွှေကိုမြင်မြင်ချင်းမှာပဲအနုပညာဝိုင်းရင်သူတယောက်အနေနဲ့ရောသူမလေးစားရတဲ့စီနီယာတယောက်အနေနဲ့ပါအလေးမြတ်တာပြီးလက်ဦးလေးချီကအယူသေးပေးခစားလာခဲ့တာပါဒီနေရာမှာလူများကစောင့်ကြည့်ခင်တာကတော့ထိတ်တန့်မင်းသမီးဝင်းမုံရွှေရဲ့တုံ့ပြန်မှုပါတချို့သောအောင်မြင်သူတွေဟာမျိုးဆက်တစ်တရဲ့တလီတစားဆက်ဆံမှုကိုတမန်ကရှန်ကပဲလက်ခံတတ်ကြပေမယ့်ကိကိကတော့ထူးခြားခဲ့ပါတယ်စွတ်တက်လိုင်ကလက်အုပ်ချပြီးအယိုသေးပေးလိုက်တဲ့အချိန်မှာကစ်ကင်ဟာအာနာသွားတဲ့အမူအရာနဲ့အတူချက်ချင်းဆိုသလိုစွတ်တက်လိုင်ရဲ့လက်အုပ်ချထားတဲ့လက်လေးနှစ်ဖက်ကိုအမြန်လန့်ဖမ်းပြီးစုပ်ကင်ပေးလိုက်တာပါဒီတုံးပြန်မှုဟာကြိုတင်ပြင်ဆင်ထားတာမဟုတ်ပဲသူမရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားကြောင့်ထွက်ပေါ်လာတဲ့အလိုလျောက်တုံ့ပြန်မှုလေးပဲဖြစ်ပါတယ်ကစ်ကင်ဟာစွတ်တက်လိုင်ရဲ့လက်လေးကိုဆွဲကင်ထားရင်ညီမလေးရပါတယ်အမနာပါနဲ့ဆိုတဲ့နှွေးထွေးတဲ့အကြည့်လေးနဲ့အပြုံးလေးနဲ့ဆက်ဆံပေးခဲ့တာပါဆုတက်လိုက်နေနဲ့သူမကိုရှိန်နေတာကြောက်နေတာမျိုးမဖြစ်ရအောင်ညီမရင်းတယောက်လိုရင်းနှီးနှွေးထွေးစွာပြုမှုပေးခဲ့တာပါဒီလုံရဟောင်းဝမုံရွှေရဲ့စိတ်ဓာတ်ဟာဘလောက်တောင်ပြေဝသူလေးဖြစ်တယ်ဆိုတာကိုပြသနေပါတယ်တကယ်တော့နုပညာလောကမှာအောင်မြင်မှုဆိုတာစူးစမ်းရင်ရနိုင်ပေမယ့်လူများရဲ့လေးစားချစ်ကုန်မှုကိုရဖို့ကတော့စိတ်ထားဖြူစင်မာမာနကင်းဖို့လိုအပ်ပါတယ်ဝင်းမုံရွှေဟာသူမရဲ့မာမာနကင်းမှုနှိမ့်ချမှုတွေကြောင့်ပဲဒီနေ့ထိပဲသူမရဲ့အောင်မြင်မှုကထိတ်ဆုံးမှရှိနေတာပါမင်းသမီးငယ်လေးပေါ့သူမရဲ့စေတနာနဲ့နှွေးထွေးစွာတုံ့ပြန်မှုလေးကတော့တကယ်ကိုချီးကျူးစရာလေးပါပဲပရိသတ်ကြီးတို့ရောကည့်ရဲ့စိတ်ထားလေးကိုသဘောကျနှစ်သက်မိကြရဲ့လား